မန္တလေးမြို့ကပြည်သူတွေရဲ့နေအိမ်နေရာတွေကိုကျူးကျော်ဆိုပြီးဘူဒိုဇာနဲ့ထိုးသိမ်းယူခဲ့တဲ့မြေနေရာတွေကိုစစ်တပ်ကဂရမ်မြေချပြီးပြန်လည်ရောင်းစားနေတာမှာပေ40 60တက်ခွက်ကိုကျပ်သိန်း2000အနည်းဆုံးဈေးပေါက်နေရလို့အင်ချမ်းမြေပွဲစားတွေကပြောကြပါဗျ။မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်128လမ်း48လမ်းပတ်ဝန်းကျင်ကငွေတော်ကြီးကုန်းတင်ပန်းကုန်းနဲ့ဇီးအုပ်ရက်ကွက်တွေကိုကျူးကျော်ဆိုပြီးစစ်တပ်ကလူမိုက်အုပ်စုငှားကအာနာသမီကလေးကစစ်တိုက်ဖြက်စီးသိမ်းယူခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်သိမ်းယူထားတဲ့မြေနေရာတွေကိုအကွက်ရိုက်ကနှစ်30ဂရန်ချပေးပြီးတဲ့နောက်ကြာဆုံးစစ်တီအင်ယာစတင်ဆောက်လုပ်ခဲ့ကြတယ်လို့သိရပါတယ်။ကြာဆုံးအရာရှိတွေကိုလည်းအဲ့ဒီမြေနေရာတွေပေးခဲ့တယ်လို့အင်ချမ်းမြေပွဲစားတွေကပြောပါတယ်။အဲ့ဒီနေရာမှာပေ40 60ခွက်ကိုကျပ်သိန်း2000ကနေ3000ခွဲအထိရောင်းချနေတာတွေ့ရပြီးမန္တလေးမြို့က VIP နေရာဆိုပြီးနာမည်ကြီးနေတယ်လို့ဆိုပါတယ်။အဲ့ဒီမြေနေရာအကွက်ရိုက်ရောင်းချမှုတွေကိုလည်းစစ်ဗိုလ်ချုပ်တွေရဲ့မိသားစုတွေနဲ့ပတ်သက်သူပွဲစားတွေကပဲအများစုချုပ်ကင်ထားကြတယ်လို့ဆိုပါတယ်ရှင်။